အမှန်တကယ် quality ကောင်းတဲ့ power bank တစ်လုံးကိုရှာနေရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပါနော်ဒါသူ့ရဲ့ brand နာမည်ဒီကောင် Asahi ဆိုတဲ့ brand ဒါ power bank နော် MAH 2000 mAh ပါတယ်သူ့ရဲ့အားသွင်းတဲ့မြန်နှုန်းကကြတော့22.5 watt ဆိုတော့မြန်တဲ့ထဲတော့မပါဘူးပေါ့နော်ဒါပေမဲ့လည်းအရင်ကြီးတော့မနှေးပါဘူးဒီကောင်ကတော့လေ okay ဆိုတော့ကျွန်တော် power bank လေးကိုတစ်ချက်ဖောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်မှားထားတဲ့အကြောင်းကတော့ကျွန်တော်ဒီအစိမ်းရောင်လေးကျွန်တော်မှားထားတယ်ပေါ့နော်ဒီနောက်မှာလည်းမြင်နေရတယ်ပေါ့ okay ဖောက်ကြည့်မယ်အောက်ဘက်ကနေထောက်လိုက်မယ်power bank ကအမြင်နဲ့တင်တော်တော်လေးကိုကြည့်လို့ကောင်းပြီးတော့လက်ထဲမှာကင်ကြီးတဲ့အခါမှာလည်းသူ့ရဲ့ weight ကတော်တော်လေးကိုမှလေးပါတယ်ကြည်ကြည်လေးလေးလည်းရှိပါတယ်ကင်ရတဲ့ hand feeling ကတော့တော်တော်လေးကိုမှကောင်းတယ်အခုလိုကင်ကြီးုံနဲ့တင်သူ့ရဲ့ quality ကတော်တော်လေးကောင်းမယ်ဆိုတာကိုခံစားရပါတယ်ပြီးရင်သူ့ရဲ့ဒီအပြင်ကလေဒီကောင်ကော်မဟုတ်ဘူးသလားကျွန်တော်ဒီတန်ပေါ့နော်တန်လားတထုလားအဲ့လိုဟာလေးပေါ့နော်ကော်မဟုတ်ဘူးဒါတွေကတော့ကော်ပေါ့ကော်ဒီမှာဆိုတော့သူရေးထားတယ်ဒါ2000 mAhဝက်ကကြတော့22.5 watt ဒါတော့သူ့ရဲ့ Asahi တစ်စိတ်လေးပေါ့ဒီအောက်မှာဆိုလို့ရှိရင်လည်းဘာမှတော့မပါဘူးဒီ2000 mAh ဆိုတဲ့ကောင်လေးပါမယ်ပြီးဒီအပေါ်မှာပေါ့နော်အပေါ်မှာခလုတ်လေးပါမယ်ပြီးရင်ဒီပေါ်ဖုန်းအားသွင်းဖို့အတွက်အပေါက်က2ပေါက်ပါမယ်ပြီးသူ့အားပြန်သွင်းဖို့ကကြတော့ကျွန်တော်2ပေါက်ပါမယ်ပေါ့နော် Type C လည်းပါမယ် UU Android လည်းပါမယ်ဒါသူ့ရဲ့ဘေးကတော့ဒါ digital display ပေါ့နော်ဒီမှာကျွန်တော်တစ်ချက်နှိပ်ပြရမယ်okay ပြောင်းမြတ်အင်းနဲ့တူတယ်80ရာခိုင်နှုန်းလောတဲ့သူရ80ရာခိုင်နှုန်းရှိတယ်ပြီးသူဒီထိပ်မှာကျတော့သူပြထားပေးရပေါ့နော်ဒီအပေါက်တစ်ခုကိုဒါဘလောက်ဝက်တွေထွက်လဲဆိုတာလေးသူကပြထားတယ်အကုန်တူတူပဲเนาะနှစ်ခုလုံးကတော့ဒီပစ္စည်းကိုကျွန်တော်အများကြီးတော့မညှိုးနေတော့ဘာလို့လဲဆိုတော့ဒီ brand က quality ကောင်းတဲ့ brand Jin brand မဟုတ်ဘူးဗျာတကယ်ဟိုမှာ quality ကောင်းတဲ့ brand ဆိုတော့သူ2000 mAh လို့ရေးထားလို့ရှိရင်တေချာပေါက်ဒီကောင်2000 mAh ကတော့ဒီကောင်တေချာပေါက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ9000 mAh ရှိတဲ့ဖုန်းဆိုလို့ရှိရင်4ကလောက်သွင်းလို့ရတယ်တေချာတာတော့3ကအထက်ကတော့တေချာပေါက်သွင်းလို့ရတယ်နော်နောက်ပြီးလို့ရှိရင်ဒီအသွင်းကျိုးလေးတစ်ချောင်းပါမယ်သူအသွင်းကျိုးကတိုက်စီအသွင်းကျိုးပေါ့နော်ကျွန်တော်တော့ပုံမှန်ဆိုရင် power bank တွေကိုအသွင်းလို့ရှိရင်တော့သူ့မှာပါတဲ့ original ကျိုးနဲ့မသွင်းဘူးအပြင်မှာတီးတန့်ဝယ်ထားတဲ့ကျိုးနဲ့သွင်းတယ်ပေါ့နော်ဖုန်းအသွင်းကျိုးနဲ့လည်းကျွန်တော်မသွင်းဘူးဘာဖြစ်လို့လဲဆိုတော့ဖုန်းအသွင်းကျိုးကိုထိခိုက်မှာဆိုလို့လေဒီကောင်ကြီး MAH များတဲ့ခါကျတော့အပြင်မှာဒါတီးတန့်ဝယ်တဲ့ကျိုးနဲ့ပဲကျွန်တော်သွင်းတယ်အသွင်းတော့အသွင်းကောင်းလေးတီးတန့်ဝယ်ပြီးသွင်းတယ်ဒါမှဒါ power bank လည်းရေရှည်ခံမှာပေါ့နော်